customer တော်တော်များများကစိုင်းတွေကိုလာလို့ရှိရင်ထောက်တန်လေးနဲ့ထောက်စစ်ပြပေးပါလားဆိုတော့စကားလုံးမျိုးတွေပြောတတ်တယ်ဒါပေမဲ့မမတို့ရှင်းပြပေးရမှာဒီထောက်တန်နဲ့ထောက်စစ်တိုင်း100%မမှန်ဘူးအဓိကကတော့ဒီလိုဆက်အကြီးတွေသုံးတာကတော့ပို့ပြီးတော့မှန်တယ်ပို့ပြီးတော့တိကျတယ်မင်္ဂလာပါမမ မင်္ဂလာပါထိုင်သားတို့သမီးတို့အဲ့တော့သားတို့သမီးတို့ကဒီတစ်ခါအသစ်ဝင်လာတဲ့ကလေးတွေเนาะအဲ့တော့မမကသားတို့သမီးတို့ဗာလေးတွေရှင်းပြပေးခြင်းလဲဆိုတော့စိတ်နဲ့ပတ်သက်တဲ့ပစ္စည်းကရိယာလေးတွေအသုံးပြုပုံနဲ့သူတို့ရဲ့အခေါ်အဝေါ်တွေရယ်နောက်တစ်ခုမမတို့စီမှာသုံးနေတဲ့ရွှေစစ်ဆက်စိန်စစ်ဆက်တွေအကြောင်းကိုမမတို့ကပြပေးမယ်အဲ့တော့ဒါကိုမမနဲ့အတူတူကူညီပြီးတော့ production ဌာနကဒါ assistant supervisor ကိုရဲဝင်းကျော်ကနေပြီးတော့ကူညီပြီးတော့ပြပေးလိမ့်မယ်เนาะအဲ့တော့အရင်ဆုံးမမပြပေးချင်တာကဒါလေးတွေကစိန်ရဲ့အရေးသူ့ကဲဖြတ်တဲ့အမှန်ဘလူးလေးတွေပေါ့ဒါလေးက10စားချဲ့တဲ့အမှန်ဘလူးဒါလေးဆိုအစ40ချဲ့တဲ့အမှန်ဘလူးမှန်ဘလူးကအစအမျိုးမျိုးရှိတယ်10စား15စားအစ20အစ30အစ40အစသဖြင့်ရှိတယ်အဲ့တော့ဒါလေးတွေကဘယ်နေရာမှာသုံးလဲဆိုတော့စိန်ရဲ့အဖြစ်အနာစာကိုကြည့်တဲ့နေရာမှာသုံးလို့ရတယ်နော်နောက်တစ်ခုကကြတော့ customer အမေးများတဲ့အရာဘာလဲဆိုတော့ customer အများစုကလာလိုက်လို့ရှင်နေထောက်တန်လေးနဲ့ထောက်ပြပေးပါလားထောက်တန်လေးနဲ့ထောက်ပြပေးပါလားဆိုပြီးတော့လာတတ်တယ်အဲ့သူတို့ပြောနေတဲ့ထောက်တန်ဆိုတာကဒါ diamond tester pen ကိုပြောတာ diamond tester pen သူကထိတ်မှာဒီ pen ထိတ်ဖျားလေးရှိတယ်เนาะအဲ့ဒါလေးကဒီလိုဆက်တွေကတော့အမျိုးအစားအများကြီးဝင်ကြတယ်ဒါပေမဲ့အရေးသွေးအကောင်းဆုံးဖြစ်နေလက်ခံထားတာကတော့ဒီ Presidium ဆိုတဲ့ဆက်ကလေး Presidium ဆက်ကလေးကဈေးနှုန်းလည်းမြင့်တယ်လို့နောက်အသုံးလည်းများတယ် customer တော်တော်များများကစိုင်းတွေကိုလာလို့ရှိရင်ထောက်တန်လေးနဲ့စစ်ပြပေးပါလားထောက်တန်လေးနဲ့ထောက်စစ်ပြပေးပါလားဆိုတော့စကားလုံးမျိုးတွေပြောတတ်တယ်ဒါပေမဲ့မမတို့ရှင်းပြပေးရမှာဒီထောက်တန်နဲ့ထောက်စစ်တိုင်း100%မမှန်ဘူးအဓိကကတော့ဒီလိုဆက်အကြီးတွေသုံးတာကတော့ပို့ပြီးတော့မှန်တယ်ပို့ပြီးတော့တိကျတယ်ဘာလို့လဲဆိုတော့ lab grown diamond ကိုလည်းသူက diamond အဆင့်ထိတက်မှာတချို့ moissanite တွေတောင်မှ diamond အဆင့်ထိတက်တယ်နောက်တစ်ခုပြောရရင်တော့မမတို့ဒီဆက်ကလေးကဘာလေးလဲဆိုတော့ GIA certificate ပါတဲ့စိန်တွေကိုအယောင်းဝယ်လုပ်တဲ့အခါမှာ GIA ရဲ့ကပတ်လိုင်းလို့ခေါ်တဲ့ garter line မှာမမတို့ဒီ GIA ကဘာလေးရေးထားလဲဆိုတော့ GIA ဆိုတဲ့စကားလုံးလေးနဲ့ကနန်း10လုံးရေးပေးထားတယ်အဲ့ဒါက GIA ကသူ့ရဲ့စစ်ဆေးချက်ဒီစိန်ရဲ့ number ပေါ့နော် report number လို့ခေါ်တယ်အဲ့ report number garter line မှာရှိမရှိဒီစိန်ဒီတကယ် GIA ကနေပြီးတော့ certificate ထုတ်ပေးပြီးသားစိန်ဟုတ်မဟုတ်ကိုမမတို့ကစစ်ဆေးတဲ့အခါမှာသုံးတယ်သူကတော့စိန်ရည်သွေးကိုအကဲဖြတ်ပေးတာမျိုးမရှိဘူးဒီမှန်ဘလူးလေးပေါ့နော်ဒီမှန်ဘလူးလေးကအစပေါင်းများစွာချဲ့တာအစ90ကနေအစ1000လောက်ထိချဲ့လို့ရတဲ့ဆက်တွေရှိတယ်အဲ့တော့ဆက်လေးကမမတို့ Presidium လေးရဲ့နောက်ဒါချင်းရရင်စစ်တဲ့ဆက်လေးရဲ့เนาะနှစ်မျိုးရှိသွားပြီအဲ့တော့မမပြမယ်နောက်ထပ်ဆက်လေးတစ်ခုကတော့ဒါလေးကရွှေစစ်ဆက်လေးအဲ့တော့ဒီဆက်လေးတွေကိုဘယ်လိုစစ်လို့ရလဲဆိုရင်ဒါလေးတစ်ချက်လောက်ထည့်ပြပေးပါအောင်အဲ့တော့မမတို့ကစပြီးတော့စစ်မယ်အဲ့တော့သူကစစ်လိုက်တာနဲ့ရွှေပါဝင်မှုနှုံเนาะနောက်တစ်ခုကအာသာမက်တာပါဝင်မှုနှုံဒါတွေပါသူကပြနိုင်တယ်ဒီမှာကြည့်လိုက်လို့ရှိရင်ဒီမှာရွှေပါဝင်မှုနှုံက85%။ 18K ဆိုတာလေးတွေ့လားအဲ့တော့ဒါကသူကရွှေရဲ့အရေးကိုပြပေးတာเนาะအဲ့တော့ရွှေမှာကသူကရွှေသား85%ပါဝင်တယ် 18K ကိုဆိုတာကတော့မမတို့မြန်မာလူပြောရလို့ရှိရင်မြန်မာရွှေအရင်နဲ့ဆိုရင်သူက12ပဲရည်နဲ့သွားတူတယ်เนาะ 18K ကိုပေါ့နိုင်ငံတကာမှာတော့စိမ့်တဲ့ကြောက်ထည်တွေကို 18K အမြင့်ဆုံးနဲ့ပဲခတ်တယ်ဘာကြောင့်လဲဆိုတော့စွန်ခုတ်ခိုင်ခန့်မှုအရာရွှေရဲ့သဘောတရားကပဲရည်မြင့်လေပါဝင်မှုရွှေပါဝင်မှုနှုန်းမြင့်လေသူကရွှေကပျော့လေအဲ့တော့တန်မိုးကြီးတဲ့ကြောက်မြက်တွေတို့နောက်တစ်ခုကစိန်တို့တန်မိုးကြီးတဲ့စိန်တို့ကိုတက်တဲ့အခါမှာစွန်ကုတ်ကပျော့ရင်မခိုင်ဘူးအဲ့ဒါကြောင့်မလို့စိန်နယ်တွေကိုဘတော်မှ15ပဲရေတို့16ပဲရေတို့နဲ့လုပ်လေမရှိဘူးမြန်မာမှာဆိုရင်တော့အမြင့်ဆုံး73ပဲရေနဲ့လုပ်ကြရတယ်နိုင်ငံတကာစံချိန်စံညွှန်းမှာတော့ 18K ကိုနဲ့လုပ်ကြရတယ်နော်အဲ့တော့ 18K ဆိုတာကတော့မြန်မာလိုပြန်တွက်ရင်သူက12ပဲရည်နဲ့ညီမျှတယ်ရာခိုင်နှုန်းအဖြစ်ပြောရင်ရွှေပါဝင်မှုက85%တခြားသတ္တုပါဝင်မှုနှုန်းက25%ရှိတယ်အဲ့တော့ဒီဆက်နဲ့စစ်လိုက်တာနဲ့အတိအကျထွက်တယ် 75%
ရွှေပါဝင်မှုရှိတယ် 18K ဆိုတော့သူဒီ 18K ပြည့်တယ်လို့ပြောလို့ရတယ်ရလား ရပါတယ်မမ Lady Grace promises for your elegance ချက်သေးရှိတဲ့လှပမှုတွေအတွက် Lady Grace Diamond Land အဲ့တော့ဒီဘက်ကဆက်လေးနှစ်ခုကတော့မမတို့တွေဒါလေးကစိန်စစ်တဲ့ဆက်လေးနှစ်ခုဘာကွာလဲဆိုတော့သူတို့ရဲ့အခြေခံအလုံးလုံးပုံကတော့တူတယ်ဒါပေမဲ့ဒီဆက်တွေရဲ့ mate မတူဘူးနောက်တစ်ခုဒီပို့ပြီးတော့တိကျမှန်ကန်မှုကိုပေးနိုင်မှုကတော့ဒီ dietary ကတော့ပို့ပြီးတော့တိကျမှန်ကန်တဲ့ဘက်ကိုပေးနိုင်တယ်။သူကနောက် screen လဲကြီးတဲ့အတွက်ကြောင့်မလို့အဖြေ result ကိုလည်းပိုကောင်းကောင်းမြင်ရတယ်။ဟိုအားကျတော့ Smart Pro ဆိုတဲ့ဆက်လေးသူလည်းပဲစိတ်အတူစစ်ခွဲတဲ့ဆက်လေးပဲ။အဲ့ Smart Pro ဆက်လေးကကျတော့သူက screen လေးကတော့နည်းငယ်သေးတယ်။သူကအလဲအထဲမှာဖုန်းလေးတစ်လုံးလိုပုံစံမျိုးပါတယ်အဲ့ဒီကနေပြီးတော့မမတို့တွေစိန်အတုအစစ်ကိုခွဲပြီးတော့သူလည်းပဲအထည်ကိုပါစစ်လို့ရတယ်ဒီဆက်နှလုံးလုံးရဲ့အားသာချက်ကစိန်တက်ပြီးသားအထည်ကိုပါစစ်လို့ရတယ်စိန်အကျွေမနေမဟုတ်ဘူးအထည်ကိုပါစစ်လို့ရတယ်ဒီဆက်ကတော့မမတို့စီမှာလည်းပဲ model အမျိုးအစားအများကြီးရှိတယ်သူထုတ်လုပ်ထားတဲ့ model အမျိုးအစားအများကြီးရှိတယ်ဒါပေမဲ့အလုံးလုံးပုံ function ကတိတ်ပြီးမကွာတဲ့အတွက်ကြောင့်မလို့သမီးတို့ဒါလေးဒီကောင်ကတော့ model က CXL2 လို့ခေါ်တယ်ဒီဘက်က dietary set လေးကတော့ Israel နိုင်ငံကထုတ်တာဟိုဘက်က Smart Pro set လေးကတော့ made in Thailand ပေါ့နော်ထိုင်းနိုင်ငံကနေထုတ်တာအဲ့တော့မမတို့set နှလုံးစလုံးအလုံးလုံးပုံကိုတစ်ချက်လေးရှင်းပြပေးမယ်အဲ့တော့အဲ့ဒီ set တွေဘယ်လိုလုပ်လဲဆိုတော့သမီးတို့မမတို့ကနေပြီးတော့စိန်အစစ်တစ်ပွင့်ရယ် GI စိန်အစစ်တစ်ပွင့်ရယ်နောက်တစ်ခုကကြတော့စီဇက်စိန်ရယ် moissanite ရယ်၃မျိုးကိုဒီ set ထဲကိုထည့်ပြီးတော့စစ်ပြပေးမယ်နော်အဲ့တော့ဒီမှာဆိုရင်ဒီဆက်မှာမမတို့ရှင်းရှင်းလင်းလင်းမြင်ရတာကခုနကတော့ထည့်လိုက်တဲ့ GI စိန်အစစ်ကအဓိက။ဘာကြောင့်လဲဆိုတော့အပြာရောင်လေးမြင်နေရတယ်တွေ့လား။အပြာရောင်လေးမြင်နေရတယ်။ကြံတဲ့အပွင့်တွေကမဲသွားတယ်နော်။မဲရောင်ဖြစ်တယ်ခဲရောင်ဖြစ်တယ်။အဲ့ဒါကစီဇက်နဲ့ moissanite တွေ။ဒီကောင်လေးကစိန်အစစ်။ရမယ်နော်။အဲ့တော့ဒီလိုဆက်တည်တဲ့ထည့်လိုက်လို့ရှိရင်တော့စိန်အစစ်လား moissanite လား CBD လားနော်နောက်တစ်ခုကမမတို့စီဇက်လားဆိုတဲ့ဟာတွေကိုမြင်ရတယ် lab grown diamond လားဆိုတာလည်းပဲသိတာတယ်နော်ဒါကတော့ dietary set နဲ့စစ်တဲ့ဟာအဲဆိုပြီးလို့ရှိရင်မမ Smart Pro ဆိုတဲ့ set လေးနဲ့စစ်ပြအောင်မယ်ရမယ်နော်ပြပါဦးမစိတ်အစစ်ကဘာရောင်ထွက်မှာတော့ အပြာရောင်ထွက်မယ်နော်ဟုတ်ပြီအဲ့တော့ဒါလေးကတော့နောက်ထပ် set တစ်လုံးဒါလေးက Smart Pro လို့ခေါ်တယ်ထိုင်းနိုင်ငံကထုတ်ထားတဲ့ set လေးပေါ့နော်ဒီ set လေးကထွက်တာသိမကြသေးဘူးနှစ်နည်းနည်းပဲရှိသေးတယ်ဆိုတော့သူ့ရဲ့နည်းပညာကကြတော့သူကဒီမှာဖုန်းလေးတစ်လုံးလိုပုံစံမျိုးအလုပ်လုပ်တယ်အဲ့တော့သူ့ screen ကတော့အပေါ်မှာရှိရတဲ့အတွက်မမတို့ဒီ set လေးအကြောင်းသင်မယ်ဆိုရင်မမတို့မတက်ရက်ပြီးကြည့်မှတော့ရမယ်အဲ့တော့ကဲမတက်ရက်ရအောင်နော်အဲ့တော့ဒီဆက်လေးကဒီမှာဆိုရင် start clock လေးကိုနှိပ်လိုက်မယ်အဲ့မှာ quick text ဆိုတာလေးရှိတယ်အဲ့လေးကိုနှိပ်လိုက်မယ်ဆိုတော့သူကဒီစိန်တွေကိုဖတ်နေပြီဒီထဲမှာစီဇက်ရယ် moissanite ရယ်စိန်အစစ်ရယ်မမထည့်ထားတယ်၃မျိုးအဲ့တော့ဒီမှာဆိုရင်ကြည့်လိုက်သူ့ရဲ့ result ကစိန်အစစ်အပြာရောင်လေးတစ်ခုပဲမြင်တာတယ်ကျန်တဲ့ဟာတွေကမဲသွားတယ်တွေ့လားနော်စိန်အစစ်လေးတစ်ပွင့်မဲအပြာရောင်လေးထင်းထင်းရှားရှားလေးမြင်နေရတယ်။ကြံတဲ့စိန်တွေအားလုံးကမဲသွားတယ်။ moissanite တို့စီဇက်တို့ကမဲသွားတယ်။အဲ့တော့ဒီမှာလည်းပဲမမတို့ရဲ့စိန်အစစ် result ကိုတွေးလို့ရတယ်။နော်အဲ့တော့ဒီမှာလည်းပဲသူ့ရဲ့ color reference တွေကိုဖော်ပြထားတယ်။ခုနကဆက်မှာလိုပဲ CVD ဆိုရင်ဘယ်လိုအရောင်ပေါ်မယ်။နော်diamond axis ဆိုရင်
ဘယ်လိုအယောင်ပေါ်မလဲเนาะ HPHD ဆိုရင်ဘယ်လိုအယောင်ပေါ်မလဲဆိုတာကိုသိနိုင်တယ်ဒီဆက်၃လုံးလုံးရဲ့အားသာချက်ကဘာလဲဆိုတော့ဒီရောက်လာတဲ့ထွက်လာတဲ့ result ကိုမမတို့က printer နဲ့ထုတ်လို့လည်းရတယ် print ထုတ်လို့လည်းရတယ်ဆိုလိုချင်တာကဒီဆက်ကထွက်လာတဲ့ result ကို certificate ထုတ်လို့ရတယ်အဲ့တော့ဒါတို့တမျိုးဘာသိချင်တာရှိသေးလဲမရှိတော့ပါဘူး Okay အားဆိုလို့ရှိရင်ပြီးလို့ရှိရင်ဒါတို့တမျိုးဒီဆက်တွေကိုလက်တွေ့စိတ်နေနဲ့စစ်ကြမယ်เนาะ ဟုတ်ကဲ့ပါ